ခန္ဓာ၅ပါးမှာယူပခန္ဓာဟာရုပ်တရားပဲဖြစ်လာတဲ့ရုပ်ကလေးခဏအတွန်းဖြစ်ပြီးတော့ခဏပဲပြည့်တယ်ဖြစ်တဲ့အခါမှာဓာတိဆိုတဲ့ဓာတ်ပြည့်တဲ့အခါမှာမရဏဆိုတဲ့ဓာတ်ဒီဓာတ်နှစ်ချက်ချင်းအမြဲတမ်းအနှိမ့်ဆက်ခံရရတယ်အနှိမ့်ဆက်ခံနေလို့အမြဲတမ်းဆင်းရဲနေတယ်ဒီဥစ္စာကိုအနိစ္စဒုက္ခအနတ္တခေါ်တယ်ကျန်တဲ့ဝေဒနာခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၄ပါးကိုနံတရားလို့ခေါ်တယ်တို့တဏ္ဍာမှာဖြစ်တဲ့မြင်မှုကြားမှုနားမှုတရားမှုသိမှုသိမှုဆိုတဲ့ဒီသဘောတွေဖြစ်ချင်းပြက်ချင်းဆိုတဲ့အနှိမ့်ဆက်မှလွတ်တဲ့သဘောဘယ်သူမှမရှိဒီခန္ဓာ၅ပါးဟာခိုင်မြဲတဲ့သဘောကျိုးတဲ့သဘောမာတဲ့သဘောဘာမှမရှိဒါကြောင့်အနတ္တခန္ဓာ၅ပါးနားလည်ရင်ယုံနာနားလည်ခန္ဓာ၅ပါးရဲ့အနိစ္စဒုက္ခအနတ္တကိုနှလုံးသွင်းမှုရင်ယုံနာရဲ့အနိစ္စဒုက္ခအနတ္တကိုနှလုံးသွင်းရမည်ပါရမီရှိရင်တဘောကနှစ်ဘောအတွန်းမှာမက်ကိုရဖြစ်တန်တရားပြေတင်သေးတပဆိုလို့ရှိရင်နောက်ဖရလက်ထက်ကြရင်တော့သိကြတယ်